အနာဂတ်အမျိုးဆက်အတွက်ဘလို့ရွှေမျိုးစားကိုစုဆောင်းမလဲအနာဂတ်မျိုးဆက်အတွက်စုဆောင်းနိုင်မဲ့ရွှေမျိုးစားလေးမျိုးကိုအားသာချက်တတိထားရန်အချက်တွေနဲ့ဆက်လက်ပြီးတေချာဖော်ပြပေးသွားပါမယ်နံပါတ်1အမျိုးအစား small gold bar ရွှေပြားငယ်လေးများတစ်ကြက်သားကနေ9ကြက်သားအထိရရှိနိုင်တဲ့ရွှေပြားငယ်လေးများဟာစုဆောင်းရလွယ်ကူတဲ့ရွှေမျိုးစားတစ်ခုဖြစ်ပါတယ်အဲ့ဒီလိုရွှေပြားငယ်လေးများမှာအရေးသွေးစံချိန်စံညွှန်းတွေကိုဖော်ပြပေးတဲ့ဟောင်းမာကလေးပါရှိတတ်ပါတယ်အဓိကအားသာချက်ကတော့တပြားချင်းစီအပြားလိုက်ဖြစ်တာကြောင့်ခွဲဝေပေးရတာအမွေခွဲပေးရတာတွေအတွက်လွယ်ကူစေပါတယ်။တတိထားရမယ့်အချက်တွေကတော့တူလောင်ထားရှိရမှာလုံခြုံမှုရှိရပါမယ်။ဝယ်ယူတဲ့အခါမှာလည်းယုံကြည်စိတ်ချရတဲ့ဆိုင်မှာဝယ်ယူရပါမယ်။နံပါတ်2အမျိုးအစား gold coin ရွှေကြွေစေးများရွှေကြွေစေးတွေကတော့တည်ဆောင်ရလွယ်ကူပြီးနိုင်ငံတော်အစိုးရတွေကအတိမတ်ပြုအမှတ်တစိမ့်တွေနဲ့ထုတ်လုပ်ကြတာတွေရှိပါတယ်။အဓိကအားသာချက်ကစုဆောင်းသူတွေကြိုက်နှစ်သက်တဲ့ပုံစံဖြစ်တာကြောင့်ပြန်လည်ရောင်းချရမှာလည်းလွယ်ကူစေပါတယ်။အားနည်းချက်အနေနဲ့ကတော့ရွှေပြားထက်အနည်းငယ်ဈေးပိုကြီးနိုင်ပါတယ်။နောက်တစ်ခုကရွှေကြွေစေးအပေါ်မှာရိုက်နှိပ်ထားတဲ့အမှတ်တစိမ့်အလိုက်တန်ဖိုးကွာခြားနိုင်ပါတယ်။နံပါတ်3မျိုးအစား Gold Vault Services ရွှေဘဏ္ဍာတိုက်ဝန်ဆောင်မှုရွှေဘဏ္ဍာတိုက်ဝန်ဆောင်မှုဆိုတာအိမ်မှာသိမ်းဆည်းထားစရာမလိုပဲလုံခြုံမှုရှိစေတဲ့ရွှေစုဆောင်းမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ online ကနေပြီးတော့ဝယ်ယူသိမ်းဆည်းထားလို့ရပါတယ်နောက်ပြီးတော့ physical gold ရုပ်ဝတ္ထုရွှေနဲ့လဲလှယ်ခြင်းရင်လည်းလဲလှယ်လို့ရပါတယ်အားနည်းချက်အနေနဲ့လစဉ်ဒါမှမဟုတ်နှစ်စဉ်တိုးလောင်ခပေးဖို့လိုအပ်ပါတယ်နောက်ပြီးတော့ရုပ်ဝတ္ထုပစ္စည်းလို့ကင်တွယ်ကြည့်ရှုလို့မရပါဘူးနံပါတ်4အမျိုးအစား gold bonds and certificate ရွှေအာမခံစာချုပ်စနစ်ရွှေကိုရုပ်ဝတ္ထုပစ္စည်းအဖြစ်မကင်တွယ်ရတဲ့ရွှေပိုင်ဆိုင်ခြင်းအမျိုးအစားဖြစ်ပါတယ်ရွှေအာမခံစာချုပ်စနစ်ဖြစ်တာကြောင့်စာရွက်စာတမ်းဖြင့်အမွေဆက်ခံရလွယ်ကူစေပါတယ်အားနည်းချက်ကတော့ငွေကြေးစနစ်အပေါ်မီခိုနေရတာကြောင့်တန်ဖိုးအပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်နောက်ပြီးတော့ရုပ်ဝတ္ထုရွှေလိုကင်တွယ်လို့မရပါဘူးအခုဖော်ပြပေးသွားတာကတော့အနာဂတ်မျိုးဆက်အတွက်စုဆောင်းနိုင်တဲ့ရွှေမျိုးအစားတွေဖြစ်တဲ့ small gold bar ရွှေပြားငယ်လေးများ gold coin ရွှေကြွေစေးများ gold vault services ရွှေဘဏ္ဍာတိုက်ဝန်ဆောင်မှု gold bond certificate ရွှေအာမခံစာချုပ်စနစ်အစရှိတဲ့ရွှေမျိုးစားလေးမျိုးကိုအသေးစိတ်ဖော်ပြပေးသွားတာဖြစ်ပါတယ်